ကျွန်တော်ဒီနေ့ပြင်လေဖွင့်စဉ်ခွင့်ရတဲ့အတွက်သူရှိသူဖြစ်ရှိပါကြောင်းဥလာပထမပြောရလိုပါတယ် We welcome all of the members today including in the discussion. So ကျွန်တော်ရဲ့လူရင်းစင်တာတွေကျွန်တော်ပြင်သွားမဲ့အစီအစဉ်တွေအဲ့ဒါကျွန်တော်မနေ့ကတော့တော်များများတင်ပြပြီးပါပြီဒီနေ့ကတော့ကျွန်တော်တည်င်းကောင်းတွေပါလာပြီးတော့ကျွန်တော်ကိုတည်င်းကောင်းနဲ့ဒေဆောင်တော့မယ်လို့ယူဆပြီးတော့ဒီနေ့ပျော်ဖလာရောက်ခြင်းပြပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မနေ့ကတင်ပြထားခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့လူကြီးမိများစီကဘယ်လိုတိမြောင်လေးချက်ပြမှာလဲပဲလို့ဆောင်ရွက်တာလဲဆိုတာကိုပဲကျွန်တော်ဥစွာကြားချင်ပါတယ်သိချင်ပါတယ်ခင်ဗျာအဲ့တော့မနေ့တော့ကျွန်တော်တို့လည်းရှင်းပြပြီးပါပြီเนาะကျွန်တော်တို့ရဲ့ဆောင်းဝတ်နေမဲ့ဟာတွေတော့စဉ်းစားပြီးမဲ့ဟာတွေတော့မဆောင်ရပြီးနိုင်မဲ့ဟာတွေလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်เนาะဒီဟာတွေကတချို့ဟာတွေကတော့မဖြစ်နိုင်ဘူးเนาะမဖြစ်နိုင်လည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောခဲ့တယ်ဒီမို့ဆိုမျောလင်းချက်တွေရှိနေမှာဆိုလို့ပေါ့နော်အဲ့တော့ဆောင်းဝတ်ပြီးမဲ့ဟာတွေကတော့ကျွန်တော်တို့ကနိုင်ငံတကာနိုင်ငံအနေနဲ့နိုင်ငံတကာစံနှုန်းတွေနဲ့အညီဆောင်းဝတ်ပြီးနိုင်မဲ့ဟာနောက်တစ်ခါမိမိနိုင်ငံရဲ့လက်ခံထားတဲ့စံနှုန်းတွေနဲ့ဆောင်းဝတ်ပြီးနိုင်မဲ့ဟာတွေတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်နော်ဥပဒေတိုင်းဆောင်းဝတ်ပေးရမယ့်ဟာတွေရှိတယ်။နော်ဥပဒေရှိထားပြီးသားမှာဥပဒေတိုင်းထိထိရောက်ဆောင်းဝတ်ပေးနိုင်မယ့်ဟာတွေရှိတယ်။နော်ဒီဒါတွေကျွန်တော်ပြောပြလို့ပါပြီ။နော်နောက်ပြီးတော့ဒီဘက်ကကျွန်တော်တို့ဒီလိုတွေးဆုံဝင်ရတဲ့အတွက်ဒီဘက်ကဒီရဆောင်ပါတဲ့လူတွေရဲ့အခြေအနေတွေနဲ့စံနာတွေလည်းကျွန်တော်တို့တည်တဲ့တော့ပြီးပါတယ်။နော်အဲ့မှာကျွန်တော်တို့အထူးသိချင်တာကတော့တယောက်ချင်းစီရဲ့ဒေါ်လာချက်တွေကျွန်တော်ပို့ပြီးသိချင်ပါတယ်။နော်တချို့ဟာတွေကနိုင်ငံရေးအရတောင်းဆိုမှုတွေပုံစံဖြစ်နေတယ်။တချို့ဟာတွေကကျတော့တယောက်ချင်းစီရဲ့လူလားချက်လေးတွေခံစားနေရတဲ့ဟာလေးတွေဒါလေးတွေကျွန်တော်တို့ကပြင်ပို့ပြီးတော့ကျွန်တော်တို့ဆောင်းဝတ်ပေးနိုင်လို့ရတယ်။ကျွန်တော်တို့ကတချို့ဟာတွေကျတော့နိုင်ငံရေးအရဆိုတဲ့အတွက်ဒါတွေကကျတော့ဒီလိုဟာမျိုးမှာကျွန်တော်တို့ဆွေးနွေးစရာလည်းမရှိပါဘူး။နော်တယောက်ချင်းစီရဲ့လူလားချက်တွေကတကယ်တော့တယောက်ချင်းစီလူလားချက်အခြေခံတွေကအများရဲ့လူလားချက်တွေပါပဲ။နော်ကတော့ပြောတော့အခြေခံဖွင့်ရေးတွေအခြေခံဖွင့်ရေးအင်မတန်ရေးကြည့်ပါနော်နောက်တချို့အခွင့်အရေးတွေကျတော့ဥပဒေတိုင်းသွားမဲ့ဟာတွေရှိတယ်နောက်တချို့ကဥပဒေတိုင်းမှာခြေနေရတတ်အားရလေးတွေကခြေနေကောင်းလာလို့ရှိရင်ဖြေလျှော့မှုတွေပေါ်လာမှာကျွန်တော်တို့နိုင်ငံသွားနေတာဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမြင့်တင်မှုသွားနေတယ်ဆိုတာအားလုံးသိပြီးဖြစ်တယ်နော်တချို့ဟာတွေကျတော့ကျွန်တော်တို့နိုင်ငံကမကဘူးကျွန်တော်တို့နိုင်ငံကဲ့သို့အချို့အခြားအာဏာရှိတဲ့နိုင်ငံတွေတော့မှလက်မခံနိုင်တဲ့ဟာတွေကျတော့ဒါတော့မဖြစ်နိုင်ဘူးအဲ့ဒါတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့သိအောင်ပြောတာပါနော်ဆိုတော့ဒါကျွန်တော်တို့ရဲ့ဒီနေ့မနေ့ကတွေ့ခဲ့တဲ့အခါမှာကျွန်တော်ဒါပြောချင်တဲ့ဟာလေးပါပဲเนาะကျွန်တော်တို့မနေ့ကပြောခဲ့တာတွေကျွန်တော်တေချာမှတ်ထားပါတယ်ဟောတေချာမှတ်ခဲ့တယ်မှတ်ထားပြီးတော့တေချာထားခေါင်းတယ်เนาะကျွန်တော်တို့တစ်ဖက်နဲ့ပုံမှန်လေးနဲ့ပြောတယ်เนาะပြောပြီးတော့ကျွန်တော်တို့ကလည်းပုံမှန်လေးနဲ့ပြောတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့လုံးဝပြနေတဲ့ဟာတွေကခုနကတော့ပြောတဲ့ဟာတွေရှိတယ်เนาะတိုင်းသားတို့ပါလို့ဆိုတာကဥပဒေတိုင်းပဲသွားမှာเนาะနိုင်ငံသားလည်းဥပဒေတိုင်းပဲသွားမှာဒါပေမဲ့ဥပဒေပေါင်းထဲမှာအများကြီးလုပ်ပြီးလို့ရတယ်ကျွန်တော်တို့ရှိပါတယ်ဒါလည်းကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ဒါလေးတွေရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုပါတယ်เนาะကျွန်တော်တို့လည်းဒီဘက်ကပြောရတယ်ချမှတ်ထားတယ်အဲ့တော့ပျော်ချင်းစီကနေပြီးတော့ဖြစ်စေချင်တဲ့ဟာတွေเนาะဟိုမှာကန့်မှာကြံခဲ့တဲ့လူတွေထဲမှာရှိနေကြတဲ့ဟာတွေเนาะဒါလေးတွေကျွန်တော်ပို့သိချင်ပါတယ်เนาะဘောနာတော့တယောက်နဲ့လည်းအမြဲတူချင်မှတူမှာเนาะတူချင်မှတူမှာဆိုတော့ဒါလေးတွေကျွန်တော်တို့သိမှကျွန်တော်တို့လည်းဒါတွေပို့ပြီးတော့ပြန်လည်လက်ခံတဲ့အခါမှာပို့ပြီးတော့တကယ်ကိုလုပ်ပေးနိုင်တာကျွန်တော်တို့လုပ်ပေးနိုင်တဲ့ဟာတွေကလုပ်ပေးမယ်လို့စီစဉ်ထားတဲ့ဟာတွေလည်းမှထပ်ပြီးလိုအပ်တဲ့ဟာမျိုးဆိုကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်တို့က PPC လုပ်ပေးခြင်းလို့ကျွန်တော်တို့ဒီလိုပြောခြင်းဖြစ်ပါတယ်เนาะ